look ပေါ့နော် look fit လေးရောက်ထားပါတယ်ဒီမှာလုံးဝလမ်းလေးပေါ့နော်သူကတော့ဒီတစ်ခေါက်ကတော့ one color တင်အောင်ပဲရောက်တယ်ပေါ့နော် look sticker ပါတယ် aluminum delete 3 smoke ပေါ့နော်ရှေ့ကနေ3 smoke ပါမယ်နောက်ကကျတော့ကျွန်တော်တို့ဒါ90mm ကို look sticker တွေပါပြီးသားပေါ့နော် 90mm ကိုပြားနဲ့ဖြစ်မယ်မှုလောင်း frame ချုပ်ရဝရင်းကလုံးဝအပြောင်မှုလောင်း frame နဲ့ဖြစ်မယ်ပေါ့နော်နောက်ဒီကတော့ look ရဲ့ logo ပေါ့တော်တော်လေးမိုက်တယ်နောက်သူ့ရဲ့ crown legend crown ကိုဒီမှာကျွန်တော်တို့စုံကအလဲက alky စုံပေါ့နော် hollow စုံနဲ့ legend crown ပဲစီချင်း align head align gray align frame aluminum frame မှာမှုလောင်း frame drop bar ဆိုလဲလက်ကင်ဆိုလဲအပြားနဲ့ပေါ့နော်တော်တော်လေးကိုမိုက်တယ်ဒီကောင်လေးက look X75 series ပေါ့နော်ကျွန်တော်အရင်တင်တဲ့ WRC ထက်ဒီကောင်လေးကမိုက်တယ်ပေါ့နော်နောက်ဒီမှာ setter ကိုကြည့်လိုက် setter ဆိုလဲကျွန်တော်လူကြိုက်များတယ်ဒီလိုဟို anli ရထွက်တဲ့အဲ့လို setter လို့ပုံစံမျိုးအကွဲနဲ့ပေါ့နော် alky setter နဲ့ C post ကတော့အလုံးခပတ်တွေပါလို့သလိုရတယ်ပေါ့နော်ဒီမှာအယောင်တွေကတော့ဝါရောင်လေးပေါ့အဝအဆူပေါ့ legend ပတ်လဲ3 smoke 90ဖြစ်မယ်မှုလောင်း frame နဲ့ဖြစ်မယ်ဈေးနှုန်းကကျွန်တော်ရောင်းပေးမဲ့ဈေးနှုန်းက9သိန်းကျော်မယ်ပေါ့နော်9သိန်းကျော်လေးနဲ့ရောင်းပေးမယ် hollow စုံဒီရောင်းလေးရမယ်မှာယူနေဆိုရင်တော့ကျွန်တော် Champion Bicycle Shop via phone number Facebook page ကနေလာရောက်ဆက်သွယ်မှာယူလို့ရတယ်ဆိုင်မှာကိုယ်ကြစိတ်ကြိုက်လာရောက်ဝယ်ယူလို့လည်းရပါတယ်